ဟိုးရှိရှိတုန်းကတာယာဝပြောတဲ့မင်းနေပြည်တော်ကြီးတစ်ခုပါပေါ့အဲ့ဒီပြည်ကြီးမှာဘေးမင်းမြတ်အားထားရတဲ့အမှတ်ကြီးတူရှိတဲ့အမှတ်ကြီးဟာစာပေကျမ်းဂန်တင်မကဘူးစင်စီနင်းစီအတက်ပညာမှာလဲတစ်ဖက်ကန်းခတ်ကျွမ်းကျင်သူအဖြစ်နာမည်ကြီးလီရဲ့ဒါပေမဲ့လူဆိုတာကငါသာလင်အတော်ဆုံးဆိုတဲ့မန်မာနလေးကတော့အနည်းနဲ့အများရှိတတ်ကြတာသဘာဝပဲမဟုတ်လားစင်ဦးစီငါစင်ခင်းကဒီနေ့ဘလို့ဖြစ်နေတာလေအငြိမ်မနေဘူးဖြစ်နေတယ်ရာသီဥတုကအိုက်ဆက်ဆက်မှုစင်ကနည်းနည်းစိတ်ကြွနေတယ်လို့ပါပဲကျွန်းတုပ်ကိုတေချာကင်သွားဖို့တတိပြုပါဗျာမင်းကလည်းငါအကြောင်းသိရသားနဲ့ငါဟာစင်တက်မှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်နေသူပဲဒီလောက်စင်ရတော့ငါလက်ထဲမှာဖျောင်းလို့ပျော့သွားစီရမယ်ကဲလာစမ်းခင်းကထိုင်စမ်းဒီလောကမှာကိုကျွမ်းကျင်တဲ့ပညာထက်ယုံကြည်ရတာဘာမှမရှိဘူး။ဒါရဲ့ဒီစင်ထိန်အတတ်ပညာကြောင့်ပဲဒီယာဒူးအာနာတွေကိုရခဲ့တာ။မင်းကမင်းဘလောက်ပဲမှုံယိုခြင်းငါရဲ့ချွန်းထုတ်အောင်မှာတော့မင်းဟာခေါင်းလုံးရမှာပဲ။ငိမ့်နေစမ်းမင်းကငါအဆက်ကိုခွဲမလို့လားဟေးလမ်းဖယ်ကြအန်ရရှိတယ်စင်ရထင်းရခန့်နေပြီငါလက်ထဲမှာမို့လို့သာခံသားတာဖယ်ကြစမ်းဟဲ့အမေမင်းဖဲအမြန်ဖဲမင်းကန်ကောင်းလို့သာငါစင်ကိုငါပညာနဲ့အချိန်မီထိန်းလိုက်နိုင်တာငါသာစင်ထိန်းမကျွမ်းကျင်မင်းအခုချိန်အသက်ပါသွားပြီငါရဲ့ဒီပညာအတိုင်းပြည်မှာတယောက်ပဲရှိတာသိရလားအော်အမတ်ကြီးရဲ့အမတ်ကြီးကလည်းလူတိုင်းဟာကျွမ်းကျင်ရလိမ္မာတာပါပဲရှင်ကစင်ထိန်တာကိုနေတိုင်းလုပ်နေတော့လေဒါကရှင်ကျွမ်းကျင်တဲ့အတတ်ပညာပေါ့ဘာကျွမ်းကျင်ရလိမ္မာရဟုတ်လားငါရဲ့သေရေးရှင်ရေးတိုက်ပွဲဝင်ခဲ့ရတဲ့စင်ထိန်ပညာကိုမင်းကတာမန်အလုပ်တစ်ခုလို့ပြောရသလားမင်းဘာတက်လို့လဲကျမကတော့စီရောက်တဲ့သူဆိုတော့စီအကြောင်းပဲသိတာပေါ့အမတ်ကြီးလည်းအလုပ်များနေမှာပဲသွားပါတော့ရှင်ဒီမိန်းမပြောပုံကငါပညာကိုစော်ကားသလိုပဲကျွမ်းကျင်ရလိမ္မာရတဲ့လား तू ဘာတွေများတက်နေလို့လဲငါကြည့်ရသေးတာပေါ့
ကဲဒီနေ့တော့စီတွေကချစ်လင်းနေတာပဲ ဟင်ဒင်းကားပြားမှာစီတစ်စက်မှမပေးဘူးလားအမေမေဒါကတော့မယုံနိုင်စရာပဲမင်းဘယ်လိုလုပ်လိုက်တာလဲမင်းမှာနတ်ပညာတွေရှိနေတာလား မဟုတ်ပါဘူးအမတ်ကြီးရဲ့ကျမပြောသားပဲချမ်းချင်ရလိမ္မာပါတယ်ဆိုတာကျမဒီစီကိုလောင်းလာတာအနှစ်20ရှိပါပြီနေတိုင်းလုံနေတော့လဲလက်ကအကျစ်ဖြစ်နေတာပါအမတ်ကြီးစစ်စည်းတာကြွန့်ကျင်တယ်လို့ပေါ့ ငါနားလဲပါပြီငါပညာမှာအဟုတ်ကြီးထင်းနေတာတကယ်တော့လူတိုင်းမှာသူတို့နယ်ပယ်နဲ့သူတန်ဖိုးရှိတဲ့ကျွမ်းကျင်မှုတွေရှိကြတာပဲဟေးစင်ဦးစီခင်းကောင်အစာကောင်းကောင်းကျွေးလိုက်အောင်ဒီနေ့ငါပညာအသစ်တစ်ခုရလာတယ် ဘာပညာလဲဖေဟာ ကိုယ့်ထက်တက်သူရှိတယ်လို့ကိုယ့်လိုပဲတခြားနေရာမှာကျွမ်းကျင်တဲ့သူတွေရှိတယ်ဆိုတာပဲကျွမ်းကျင်ရလိမ္မာဆိုတာဒါကိုပြောတာကို